James Clear ရဲ့ကမာကျော်စာအုပ် Atomic Habits ကိုအခြေခံပြီးတော့လေတိုးတက်ပြောင်းလဲခြင်းစိတ်တော်ရှိတယ်။ဒါမဲ့ဘယ်ကစလို့ဘာလို့ရမှမတည်ဘူးဆိုပြီးခံစားနေရတူတဲ့အတွက်အဖြေကိုအတူတူရှာကြည့်ကြအောင်ပါ။ဒီချက်တွေကိုပို့ပြီးတော့နားလည်လွယ်လွန်းအောင်ရန်ကုန်မြို့ကယွန်းဒေပညာရှင်လူငယ်လေးအောင်ရဲ့ဇလန်းလေးနဲ့အတူလိုက်ကြည့်ကြမယ်။ ဒီလိုမျိုးခံစားဘူးကြလားအပန်းပိုင်းခံပြီးတော့စူးစမ်းနေရတဲ့နဲ့ဘာမှထူးထူးခြားခြားထိမလာတယ်လို့မျိုးကိုစိတ်ထုတ်လိုက်တဲ့အားဒီအကုန်လုံးအလားတထူတော်တယ်လို့မျိုးလေဒီလိုခံစားချက်ကတော်တော်လေးကိုစိတ်တက်ကြစေတတ်ပါတယ်ဒါပေမဲ့ Atomic Habits စာအုပ်ကပြောချင်တာကတော့တကယ်တော့လေဒါကကိုယ့်မှာချီပဲမဟုတ်ဘူးတဲ့ကျွန်တော်တို့နားမလည်သေးတဲ့တဘာဝတရားတစ်ခုရှိနေလို့ပါတယ်ဇာလန်လေးတဲ့အဓိကဆက်ကောင်ကတော့အောင်ပါသူ့မှာချီးမားတဲ့အိမ်မက်တွေရှိတယ်မြန်မာနိုင်ငံမှာတကယ်ကိုကျွမ်းကျင်တဲ့ရုံးပညာရှင်တယောက်ဖြစ်ချင်တာပေါ့ဒါပေမဲ့နေ့တိုင်းအလုပ်ရုံထဲမှာနိုင်ပေါင်းများစွာအလုပ်လုပ်နေပေမဲ့သူ့လက်ရာဒီကသူ့မြောင်လင်းတလောက်ဖြစ်မလာသေးဘူးအောက်ကုန်တလောက်အရာမထင်တဲ့ဒီလိုအခြေအနေကို James Clear ကစိတ်ပြချင်းချုံဝမ်းလို့နာမည်ပေးထားပါတယ်ဆိုလိုတာကတိုးတက်မှုဆိုတာလေးကားချစ်လို့တိတိချင်းတက်သွားတာမျိုးမဟုတ်ဘူးဆိုတာကိုသူပြချင်တာပါကဲဒါဆိုအဲ့ချွေဝမ်တက်တာနေဘလို့ပြန်တက်မလဲဒီအချက်တွေကိုတစ်ခုချင်းစီကြည့်လိုက်ကြရအောင်အခြေကကြီးကြီးမားမားပြောင်းလဲပြဖို့မဟုတ်ပါဘူးတကယ်တော့တေးသေးလေးတေးလုံးလို့ရေးမပါဘူးလို့တောင်ထင်ရတဲ့တရားခိုင်နှုံတိုးတက်မှုလေးတွေကနေအစကျွရမှာပါဒီကနန်းတွေကိုတစ်ချက်ကြည့်လိုက်ပါဒီနေ့ကို 1% ပဲပိုကောင်းအောင်လုပ်တာကအစပိုင်းမှာဘာမှမသိတာမလို့ပါပဲဒါပေမဲ့လေဒီနေ့တိတိတာဆွဲမဲမဲလောက်သွားနိုင်မယ်ဆိုရင်ကိုယ့်ရဲ့စွမ်းဆောင်ရည်ကယုံနိုင်စရာမရှိလောက်အောင်ပဲအစ30 9စအထိတက်လာနိုင်ပါလေအဲ့ဒီရဲ့ပြောင်းပြန်ဒီနေ့ကို 1% ပိုဆိုးသွားရင်တော့ဒီနေ့အကြမှာ3ညနာနီးပါအထိပြန်ကျသွားနိုင်တယ်အဲ့ဒါကြောင့်တင်းငယ်တဲ့အလေးချင်းလေးတွေကအချိန်ကြာလာတာနဲ့အမျှတောင်းလိုပုံလာတာပါအောင်ရဲ့စူးစမ်းမှုတွေကဘယ်တော့မှအလကားမချွေသွားပါဘူးဒါကိုရေခဲတုံးဥပမာလေးနဲ့ရှင်းပြလို့ရတယ်ရေခဲတုံးတဲ့တုံးကိုအနှုတ်4ဒီဂရီကနေအနှုတ်3အနှုတ်2သူညဒီဂရီအထိတဖြည်းဖြည်းအပူပေးနေတယ်ဆိုပါစို့အပြင်ပန်းမှာဘာမှပြောင်းလဲသွားတာမရှိပေမဲ့အတွင်းမှာစွမ်းရည်တွေတဖြည်းဖြည်းဆူနေပြီအပူချိန်မှာ1ဒီဂရီလေးတက်လိုက်တာနဲ့ရေခဲတုံးကအရေးပြိုကျသွားတယ်လို့ပဲအောင်ရဲ့စူးစမ်းမှုတွေဟာလည်းအောင်မြင်မှုဖြစ်ရုပ်တရက်ပေါ်ထွက်လာမဲ့အလဲပြောင်းကိုစောင့်နေတာပါလှုပ်လိုက်တဲ့စူးစမ်းမှုတိုင်းမှာစွမ်းရည်တွေဆူနေတာပါဘယ်တော့မှလာဟတာမဖြစ်ပါဘူးဟုတ်ပြီဒါပေမဲ့ဒီသေးမြင့်တဲ့အပြောင်းအလဲတွေကိုဘယ်လိုလုပ်မှဆွေးမြဲသွားမှာလဲဒီနေရာမှာပဲဒီစာအုပ်ရဲ့အပြောင်းမြောက်ဆုံး idea တစ်ခုရောက်လာပါတယ်အရေးကြီးဆုံးကဘာလို့မလဲဆိုတဲ့မေးခွန်းထက်ဘယ်လိုလူဖြစ်ချင်တာလဲဆိုတဲ့မေးခွန်းနဲ့စဖို့ပါပဲအောင်ရဲ့အတွေးကိုပြန်ကြည့်ရအောင်သူ့ရဲ့ပန်းတိုင်ကအကောင်းဆုံးရွန်းထက်တလုံးပြည့်အောင်လုပ်မယ်ဆိုရင်ဒါကရလတ်ကိုပဲကြီးတာပါအဲ့ဒီတလုံးပြီးရင်ပြီးသွားပြီဒါပေမဲ့သူ့ပန်းတိုင်ကိုငါဟာကျွမ်းကျင်တဲ့ရွန်းပညာရှင်တယောက်လိုပြောင်းလိုက်ရင်ကောအဲ့ဒီမှာကွာသွားလာပဲအဲ့ဒီခါကျရင်သူ့ရဲ့လုံးရက်တိုင်းကဒီယာကိုတက်တိပြောက်ခုတ်ဖြစ်လာပါတော့တယ် James Clear ရဲ့အကြော်ကြားဆုံးစကားတစ်ခုကတော့ပန်းတိုင်မှာမာရသွန်ပြည့်ဖြစ်မှာမဟုတ်ဘူးအပြည့်သမားတယောက်ဖြစ်လာဖို့ပါပဲအဓိကလောက်ရက်တစ်ခုကိုပြီးမြောက်သွားဖို့ထက်အဲ့ဒီလောက်ရက်ကိုလုတ်တဲ့သူဖြစ်လာဖို့ပါပဲဒီအတွေ့အခေါ်ကအန်ရဲ့စိတ်ထဲမှာအလင်းရောင်တစ်ခုလိုဖြစ်သွားတယ်သူပန်ပုတ်ထွင်လိုက်တဲ့အခါတိုင်းယွန်းသစ်စေးတလွှသုတ်လိုက်တဲ့အခါတိုင်းသူလှုပ်လိုက်တဲ့အသေးပွဲအပြုတ်မှုတိုင်းဟာငါဟာကျွမ်းကျင်ပညာရှင်တယောက်ပါဆိုရဲသူရဲ့ဖြစ်တည်မှုအသစ်အတွက်ပေးလိုက်တဲ့မဲတပြားလိုပါပဲဒီလိုလောက်ရက်သေးသေးလေးတွေစုပေါင်းဒီမှကိုဘသူလဲဆိုတာကိုတိဆောက်သွားရတာပါကဲဟုတ်ပြီကျွမ်းကျင်ပညာရှင်တယောက်ဖြစ်လာဖို့ဆိုရဲခံယူချက်အသစ်တော့ရပြီလက်တွေ့မှာကိုဘယ်လိုလုပ်မလဲအောင်ကလက်တွေ့ကြတဲ့နီလန်းတွေကိုစသုံးပါတော့တဲ့ပထမဆုံးနေမှာကတော့ထင်ရှားမြင်သားတော်ပြုလုပ်ပါဒါကဘာလို့ဆိုလို့လဲဆိုတော့ကိုလူချင်တဲ့အလေးချင်းတို့အစော့ပြိုးပေးမဲ့အရာတွေကိုကိုမစ်စီရှေ့မှာအလွယ်တကူမြင်တာအောင်ထားဖို့ပါပဲဘာလို့လဲဆိုတော့လူတွေကထင်းနေတဲ့အရာတွေကိုပုံတရိထားမိတဲ့အကြတယ်လေအဲ့တော့အောင်ကချက်ချမ်းပဲသူ့အလုပ်ယုံကိုပြန်စင်တဲ့ရင်ကဖုံးတက်ပြီးထောက်မှာကတ်နေတဲ့တက်တာတွေကသူ့ရဲ့အကောင်းဆုံးပန်းပုတ်ထွင်းကြရာတွေကိုထုတ်လိုက်တယ်ပြီးတော့အလုတ်စားခွဲပေါက်ကအလင်းရောင်အကောင်းဆုံးနေရာမှာချပြီးစီးထားလိုက်တယ်အခုဆိုရင်အလုတ်ယုံနဲ့ဝင်လာတိုင်းသူ့မျက်လုံးကအဲ့ဒီကြရာတွေစီအရင်ဆုံးရောက်သွားတယ်ဒါဟာကဲအလုတ်စားချဆိုလို့သူ့ကိုယ်သူအချက်ပေးလိုက်တာနဲ့အတူတူပါပဲဒါပေမဲ့အလေးရဲ့ကျင်တိုင်းကပြောစရာကောင်းတာတော့မဟုတ်ဘူးလေပြင်းစရာကောင်းတဲ့အလုပ်တွေလည်းရှိတာပေါ့ဒီတော့ဒူးရနေရာမှာလိုလာပါတယ်ဆွဲဆောင်မှုရှိအောင်ပြုလုပ်ပါဒီအတွက်အကောင်းဆုံးနီလန်းတစ်ခုကတော့နှစ်သက်မှုပေါင်းစပ်ခြင်းပါပဲရှင်းရှင်းလေးပါကိုလုံးမလွှဲရမယ့်ပြင်းစရာအလုပ်တစ်ခုကိုကိုလုတ်ချင်တဲ့ပျော်စရာအလုပ်တစ်ခုနဲ့တွဲချလိုက်တာပါပဲအောင်သက်ဆိုရင်ယွန်းထက်ကိုနာရီပေါင်းများစွာစက်ကူနဲ့တိုက်ချွေရတဲ့အလုပ်ကအပြင်းဆုံးပဲဒါကြောင့်သူကအဲ့ဒီအလုပ်လုပ်တဲ့အချိန်မှာသူ့အကြိုက်ဆုံးဇလန်းဒီတေးတိချင်းဒီပါတဲ့ရေဒီယိုလေးကိုဖွင့်နှားထောင်တယ်ဒီလိုနဲ့ပဲအရင်ကပြင်းစရာကောင်းပြီးရှောင်ကျင်တဲ့အလုပ်ကအခုတော့မျောလင်းစရာအချိန်လေးတစ်ခုဖြစ်သွားရောအလေးကျဲတဲ့တစ်ခုမှာအခါစွန်ပိုင်းကပါလေဒီလားစလို့ဖို့ပါပဲအဲ့ဒါကြောင့်တတိယနေရာမှာကအရေးကြီးလာပါရဲ့
လွယ်ကူအောင်ပြုလုပ်ပါ ဒီနေရာမှာ2မိနစ်စီးမြင်းကတကယ်ကိုအစွမ်းထပ်ပါတယ်ကိုစားလို့မဲ့အရေးအကျင့်အသေးဟာဘာပဲဖြစ်ဖြစ်2မိနစ်ထပ်ပို့မကြသေးဘူးစားဖက်မယ်လို့ပန်းတိုင်မထားပဲစာတမျက်နာဖက်မယ်လို့ပဲထားပါယောဂကျင့်မဲမဟုတ်ပဲယောဂဖျားခင်းမဲဆိုတာမျိုးပေါ့အဓိကကစတင်ဖြစ်ဖို့ပဲ အောင်ကသူ့ရဲ့ရှုပ်ထွေးလာတဲ့ပန်းဒီဇိုင်းကြီးကိုချိပြီးစိတ်ထကြောက်မဲ့အစားဒီနေ့တော့ပွင့်ဖတ်သေးသေးလေးတစ်ဖက်ပဲထွေးမယ်လို့ဆုံးဖြတ်လိုက်တယ်။2မိနစ်ပဲကြာတယ်။ဒါပေမဲ့သူဆက်ဖြစ်သွားပြီ။အရှင်ရသွားတဲ့အရာတစ်ခုကရှေ့ဆက်ဖို့အများကြီးပိုလွယ်ကူသွားပါတယ် အလိအကျဉ်တစ်ခုကိုရေရွှေတည်တံ့စစ်ဖို့အတွက်နောက်ဆုံးပြီးတော့အရေးကြီးဆုံးနေရာမှာတစ်ခုထပ်ပါသေးတယ်စိတ်ကျဉ်နှံမှုရှိအောင်ပြုလုပ်ပါ လူဦးနှုတ်ရဲ့အခြေခံစည်းမျဉ်းကရှင်းရှင်းလေးပါချက်ချင်းစုချီးမြှင့်ခံရတဲ့အပြုတ်မှုကိုထပ်လုပ်ခြင်းတယ်ချက်ချင်းအပြစ်ပေးခံရတဲ့အပြုတ်မှုကိုရှောင်တယ်အလေးချင်းကောင်းဒီရဲ့ပြဿနာသာသူ့ရဲ့စုလာပကအနာဂတ်မှာရတာပါချက်ချင်းမရဘူးလေ ဒါကြောင့်အောင်ငါချက်ချင်းချင်းနှံမှုရအောင်စနစ်လေးတစ်ခုလုံထားတယ်သူရဲ့2မိနစ်ပန်းဘူးထွင်ချင်းပြီးသွားတာနဲ့လုတ်ရန်ပန်းကလုံးတွေကကြောက်ဆွဲခဲ့ဖြူလေးတစ်လုံးကိုပြီးပန်းကလုံးတွေကိုချက်လင်းစောလက်အတန်လေးမိအောင်ရွှေ့လိုက်တယ်ဒီအတန်လေးနဲ့အတူသူရဲ့တိုးတက်မှုကိုမျက်စိနဲ့မြင်နောင်နဲ့ကြားလိုက်ရတာကသူ့ကိုချက်ချင်းစိတ်ချင်းနဲ့မှုပေးပြီးနောင်နေ့ဆက်လုပ်ဖို့အားဖြစ်စေပါအေး ဒီနေရာမှာ၄ခုကိုကျွမ်းကျင်လာတဲ့အခါမှာတော့အောင်ကနောက်တစ်ဆင့်ကိုတက်လှမ်းပါတယ်အဲ့ဒါကတော့ Goldilocks စီးမြင်ပါဆိုလိုတာကကိုလုံနေတဲ့အလုပ်ကကို့အတွက်မလွယ်လွန်းတယ်လို့မခက်လွန်းပဲအနေတော်စိန်ခေါ်မှုလေးရှိနေတဲ့အခြေအနေမှာလူတွေကအာယုံစူးစိုက်မှုအကောင်းဆုံးနဲ့စိတ်အားထက်သန်မှုအမြင့်ဆုံးဖြစ်နေတတ်တယ်ဒီလိုတဲ့ပဲတာမန်ကနေကျွမ်းကျင်မှုစီကိုတက်လှမ်းသွားရတာပါ အောင်ရင်ဇလန်းကဒီမှာပဲခဏရပ်နာသွားပေမဲ့ကျွန်တော်တို့အားလုံးရင်ဇလန်းကတော့အခုမှစမှာပါဒီတော့မေကုန်းကရှိပါတယ်ဒီနေ့ကိုယ့်ရဲ့အနာဂတ်အတွက်ဘလို့မဲတမဲကိုပေးမှလဲအဲ့ဒီမဲကဘလို့ပဲတင်းငယ်ပါစေအရေးမကြီးပါဘူးအရေးကြီးတာကဒီနေ့ပဲစပြီးပေးလိုက်ဖို့ပါပဲ